DSC dermatology ဆေးခန်းရဲ့အရေးပြားဆရာဝန်ဒေါက်တာလဲကြည်အောင်ဆိုဖြစ်ပါတယ်ဒီနေ့ပြောပြပေးမှာကြတော့ဒီ Atio collagen type 1ဆိုတဲ့ treatment တိတ်လေးအကြောင်းပဲဖြစ်ပါတယ်အဲ့ treatment လေးကအခုကိုရီးယားတို့ထိုင်းတို့မှာဆိုလို့ရှိရင်လည်းအရန် popular ဖြစ်နေပြီးတော့ new treatment လေးပေါ့နော်ဒီ Atio collagen type 1ကိုသူတို့ဘာလို့သုံးလဲဆိုလို့ရှိရင်ဒီအရေးပြားအောက်ကိုထိုးသွင်းတဲ့အခါကျရင် collagen molecule ရဲ့အစွန်းတစ်ဖက်မှာရှိတဲ့ peptide ကိုထုတ်ထားတဲ့အတွက်ကြောင့်မို့ skin မှာလည်း allergy မဖြစ်စေဘူးပေါ့နော်အဲကြောင့်မို့ဒီ treatment လေးကထိုးမယ်ဆိုလို့ရှိရင်သူကဒီ skin အောက်မှာ fibroblast တွေကိုပို့ပြီးတော့ထွက်လာစေပြီးတော့အရေးကြောင်းတွေလည်းတက်တာစေတယ်မြစ်တွဲအောက်ချိုက်တာတွေဆိုတော့ပြန်ပြီးလာမယ်ပြီးတော့ scar tissue တွေပေါ့နော်ဒီအမာရောကြိုက်ခွက်တွေဆိုရင်လည်းတက်တာစေမဲ့ treatment ဖြစ်ပါတယ်ဒီ Atio collagen type 1ကိုဘယ်လိုမျိုးကုသမှုပြုလုပ်လို့ရလဲဆိုတော့ skin booster လိုမျိုး mesotherapy ထိုးလို့ရတယ်လို့ hybrid filler အနေနဲ့ filler အစားထိုးပြီးတော့လည်းကုသမှုလုပ်နိုင်တယ်ပေါ့နော် skin booster အနေနဲ့သုံးမယ်ဆိုလို့ရှိရင်သူကချွေးပေါက်တွေလည်းကျင်းစေမယ်အသားရည်ကိုလည်း glow glass skin လိုမျိုးချီလင်းစေမှာပေါ့နော်သူကပုံမှန် skin booster တွေထက်စာရင် skin ရဲ့ structure ကိုပို့ပြီးတော့တိဆောက်ပေးတဲ့အတွက်ကြောင့်မို့ result ကလည်းပို့ပြီးတော့ကြာရှည်ခံတာမျိုးတွေ့ရတာပေါ့နော်ဒီ hybrid filler အနေနဲ့သုံးမယ်ဆိုတော့ဥပမာမြင်တွဲကျနေတဲ့သူတွေမြင်ကွင်းညိုနေတဲ့သူတွေအတွက်လည်းတက်တော့တယ်ပြီးသွားရင်ဒီဝက်ချံအမာရောရှိတဲ့သူတွေ skin တွဲချနေလို့ပြန်ပြီးတော့ပြစ်တင်နေတဲ့သူတွေဆိုရင်လည်း hybrid filler အနေနဲ့သုံးပြုလို့ရပါတယ် Atio collagen type 1ကဘာကောင်းလဲဆိုတော့ biostimulator ဆိုလို့ရှိရင်သူရဲ့ side effect က nodule လေးတွေဖြစ်နိုင်တာလေးနည်းနည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒါ collagen dry အပြားထဲကိုထိုးသွင်းတာဖြစ်တဲ့အတွက်ကြောင့်မို့အပြား structure ကိုလည်းပို့ပြီးတော့ကြက်ခိုင်စေပြီးတော့အသားရည်လည်းလှစေမှာပေါ့နော်ကိုယ့်ရဲ့အပြားချင်းတွေပေါ်မှာမူတည်ပြီးတော့ဘယ်လို treatment နဲ့တက်တော်မလဲဆိုတာကတော့သက်ဆိုင်ရာဆရာဝန်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးပြီးတော့မှကုသမှုခံယူဖို့အကြံပေးချင်ပါတယ်အခုဒီ product လေးကတော့ collagen လို့ခေါ်တာပေါ့နော်ဒီဟာကအခု DSC မှာရောတခြားဆေးခန်းတွေမှာလည်းယုံကြည်စိတ်ချစွာအသုံးပြုနေကြပါပြီသူ့မှာအဓိကပါဝင်တဲ့ပစ္စည်းကတော့ခုနကလည်းကြည့်ရှင်းပြထားတဲ့ Atio collagen type 1ပေါ့နော်ဒီ Atio collagen type 1ကိုလည်းဒီ collagen ကဘယ်လိုနည်းပညာနဲ့လုပ်ထားလဲဆိုတော့ဒီ telo peptide ကိုဖယ်ရှားပေးထားတဲ့အတွက်ကြောင့်မို့လို့ allergy ဖြစ်နိုင်ခြေအရန်နေတယ်ပေါ့နော်ပြီးရင် dry collagen ကိုထိုးသွင်းတာဖြစ်တဲ့အတွက်ကြောင့် result ကိုလည်းမြန်မြန်နဲ့တွေးရပြီးတော့အသားရည်ဆိုပြီးတော့တင်းရင်းစေတာဖြစ်ပါတယ် collagen နဲ့ဘာတွေကုသလို့ရနိုင်လဲဆိုတော့ mesotherapy အနေနဲ့သုံးမယ်ဆိုလို့ရှိရင်ချွေးပေါက်ကျတာတွေကိုပြန်ပြီးတော့ကျင်းစေမယ် skin ကို glow စေမယ်ဒီ hybrid filler အနေနဲ့သုံးပြီးမယ်ဆိုလို့ရှိရင်မြင်လွဲကြတာတွေကိုသက်သာစေမယ်ဒီဝက်ချံအမာရောကြိုက်ခွက်တွေကိုပြန်ပြီးတော့ပြည့်တင်လာစေမှာပေါ့နော် collagen နဲ့ကုသမှုပြုလုပ်ပြီးသွားလို့ရှိရင်အသားရည်ချက်ချင်းကိုစိုးပြီးတော့တင်းရင်းတယ်နီတာရောင်တဲ့ side effect တွေလည်းနည်းတာကိုတော့သိတာတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ကိုယ့်ရဲ့အကောင်းဆုံး result ကိုရဖို့တော့ treatment ကြိတ်ရင်ဘယ်နဲ့ခောက်ထိုးရမလဲဆိုတာဆရာဝန်နဲ့တခြားတိုင်းပြီးတော့မှကုသမှုခံယူဖို့တော့အကြံပေးချင်ပါတယ် collagen နဲ့ treatment ခံယူပြီးသွားလို့ရှိရင်အသားရည်တိတိတတ်တာစိုးပြီးတင်းရင်းလာတာကိုလည်းတွေ့ရမယ်ပေါ့နော်တယောက်နဲ့တယောက်ကအရေးပြားလိုအပ်ချက်ပေါ်မူတည်ပြီးတော့အကျင့်ရည်အတွက်မတူတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့မှကုသမှုခံယူဖို့အကြံပေးချင်ပါတယ်။သားရည်ကိုအပြင်ပိုင်းတွေတမကဘူးပေါ့နော်အတွင်းပိုင်းမှာပါစုပြီးတင်းရင်းပြီးတော့နုပြိုချင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုး Atio collagen type 1 treatment တွေကိုပြုလုပ်ဖို့တော့လည်းအကြံပေးချင်ပါတယ်။